ဒီအမျိုးသမီးဟာဖောက်ပြန်နေတဲ့သူခင်ပွန်းကိုတပ်ပစ်ခဲ့ပြီးသူ့ရဲ့ရုပ်အလောင်းကိုဘီလက်မြေနဲ့ပိတ်လောင်လိုက်ပါတယ်အသစ်ပြင်ဆင်ထားတဲ့နေရန်ထဲမှာမပိတ်ပစ်ခင်မှာပေါ့ရဲတွေကသူမရဲ့ခင်ပွန်းပျောက်ဆုံးနေတာကိုသိရှိပြီးသူမရဲ့အိမ်တကားဝါကိုရောက်လာတဲ့အခါမှာတော့သူမကိုဝင်ရှိနေတော့မှခင်ပွန်းဖြစ်သူကဖောက်ပြန်ခဲ့ပြီးသူတို့ရဲ့စုဆောင်းငွေတွေကိုယူပြီးထွက်ပြေးသွားတာလို့ရဲတွေကိုပြောခဲ့ပါတယ်သူမရဲ့ခင်ပွန်းဘယ်ကိုရောက်သွားလဲဆိုတာသူမမသိဘူးပေါ့ရဲတွေလည်းအိမ်ထဲကိုအတော်ကြာရှာဖွေခဲ့ကြပေမဲ့အတုံးဝင်တဲ့တဲလုံစာဘာမှမတွေ့ခဲ့ရပါဘူးဒါကြောင့်သူတို့လည်းပြန်လှည့်သွားရုံကလွဲလို့တခြားမရှိခဲ့ဘူးပေါ့သူမကတော့ဒီအမှုဟာဒီလိုနဲ့ပဲပြီးဆုံးသွားပြီလို့ထင်နေခဲ့တာသူမရဲ့သားလေးမွေးဖွားပြီး၄နှစ်မြောက်ရောက်တဲ့အချိန်ထိပေါ့သူမရဲ့သားလေးကသူဆွဲထားတဲ့မိသားစုပုံတူပါကြီးကားလေးကိုသူမကိုပေးခဲ့ပါတယ်သူမအဲ့ဒီပုံကိုယူပြီးကြည့်လိုက်တဲ့အခါမှာတော့သူမအရန်အံ့အားသင့်သွားရတာကတားဖြစ်သူရဲ့ပကြီးကားထဲမှာနေရန်ပေါ်ကနေထွက်နေတဲ့လက်နှစ်ဖက်ရှိနေလို့ပါပဲသူမရဲ့သားလေးကအဲ့ဒီလူဟာသူ့ရဲ့အဖေဖြစ်တယ်လို့ပြောပါတယ်သူ့အဖေကနေရန်ထဲမှာမတ်တက်ရက်နေပြီးသူကြီးပြင်းလာတာကိုစောင့်ကြည့်နေခဲ့တာတဲ့အမျိုးသမီးကဒါကိုကြားလိုက်ရတဲ့အခါမှာတော့နေရန်ပေါ်ကမင်္ဂလာဆောင်တက်ပုံကိုလှမ်းကြည့်ပြီးချက်ချင်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကြာမှသာသူမသဘောပေါက်သွားခဲ့တာကသူမလုပ်ခဲ့တဲ့အမှုတွေဟာပေါ်သွားပြီဆိုတာကိုပါပဲလွန်ခဲ့တဲ့၄နှစ်ကသူမကိုဝင်ရှိနေပြီဆိုတာတိခါစာအမျိုးသမီးဟာဒီသတင်းကောင်းကိုပြောပြဖို့ခင်မုန်းဖြစ်သူရဲ့ကုမ္ပဏီကိုသွားခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲခင်မုန်းဖြစ်သူဟာသူမအပေါ်ဖောက်ပြန်နေတာကိုသိရှိသွားခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးသူမဟာအိမ်အောင်ရေးအပေါ်မျှော်လင့်ချက်အားလုံးပြတ်သုံးသွားခဲ့ရတယ်သူမရဲ့ခင်မုန်းတစ်ချိန်ကပေးခဲ့မှုတဲ့ဂရိတစ္ဆာတွေအားလုံးဟာအလိမ်ညာတွေဆိုတာသူမသိလိုက်ရပြီလေသူဟာတခြားအမျိုးသမီးတစ်ယောက်နဲ့တိတ်တဆိတ်ဖောက်ပြန်နေရင်းနဲ့ပဲကျင်နာတတ်ပြီးဂယုစိုက်တတ်တဲ့ခင်မုန်းကောင်းတစ်ယောက်ဖြစ်ဟန်ဆောင်နေခဲ့တာပါသူမအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့ခင်မုန်းအကြိုက်ဆုံးဖြစ်တဲ့ငါးစုပ်ပြုတ်ကိုချက်ပြုတ်ပြီးအဲ့ဒီထဲကိုအစိတ်တွေထည့်လိုက်ပါတယ်ပြီးတော့ဒါကိုသူမရဲ့ခင်မုန်းကိုကျွေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့မင်္ဂလာမဆောင်ခင်တောင်းဆိုတော့ကခင်မုန်းဖြစ်သူကပြောခဲ့ဘူးလို့ပါသူတို့ရဲ့အိမ်အောင်ရေးဟာကွာရှင်းတာမျိုးမဟုတ်ပဲတည်ချင်းတရားနဲ့ပဲလမ်းကွဲကြည့်ဆိုပြီးတော့ပေါ့မကြခင်မှာပဲခင်မုန်းဖြစ်သူဟာအစိတ်မိပြီးကြမ်းပြင်ပေါ်လဲကျတည်ဆုံသွားခဲ့ပါတယ်အမျိုးသမီးကလည်းကျင်းနဲ့အားရတဲ့မျက်နှာအမူအရာကိုပြသခဲ့တယ်ပြီးနောက်သူမဟာခင်မုန်းရဲ့ရုပ်အလောင်းကိုဘီလက်မြေနဲ့ပိတ်လောင်ပြီးနေရန်ထဲမှာထည့်ပြီးပိတ်ပစ်ခဲ့ပါတယ်၄နှစ်အကြာမှာဒီကိစ္စကြီးကတဖြည်းဖြည်းပေါ်ပေါက်လာလိမ့်မယ်လို့သူမဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး